ပုံနကားနဲ့ပုံနကားအဖွဲ့ PNRA ဟာတော်လှန်ရေးကိုတကယ်ထောက်အကူပြုရလားတော်လှန်ရေးကိုတကယ်တော်လှန်ရေးနဲ့တူအောင်တကယ်လှုပ်ဆောင်ခဲ့ရလားဘယ်သူကမှပုံနကားအဖွဲ့နဲ့ပုံနကားကိုအရေးမယူကြတော့ဘူးလားအဲ့ဒီတာထံပေးစာပုံနကားနဲ့ပုံနကားလက်နဲ့ကန်အယတာပြည်သူတွေပေါ်ပို့ချရန်ကားတာဖန်ဆီးတပ်ဖြတ်တာတွေဟာဗလဲမြို့နယ်မှာရှိနေတာကြပါပြီကျွန်တော်တို့လိုလက်နဲ့မရှိတဲ့သူတွေကိုမဆိုပါနဲ့အောင်တနက်ကင်ထမ်းကြတဲ့တော်လာရေးအဖွဲ့အစည်းအချင်းချင်းပေါ်မှာတော့ဘုံနကားနဲ့ PNRA ဟာမထင်ရမထင်သလိုဝန်ရောက်စီးနေတာရိုက်နဲ့ပြစ်ခတ်ဖမ်းဆီးတာတွေလုပ်နေကြတာမို့ကျွန်တော်တို့ကောင်းမပြုရဲပါဘူးကိုရကိုရွာကိုအိမ်ကိုရမှာတတိဆွဲပြီးနေကြရတာပါကျွန်တော်မှတ်မိတဲ့လောက်အစောဆုံးနိုဝင်ဘာလ2023ခုနှစ်ကပါဘုံနကားတို့ပိုင်တဲ့ထဲအကြောင်းမကြပဲစက်ကဲဖြတ်စီးရမလားဆိုပြီး PNRA တပ်ဖွဲ့ဝင်30ကလာရောက်ရန်ကားပြစ်ခတ်တာကြောင့် PDF ရဲဘော်တို့ကြာဆုံးခဲ့ရပါတယ်ရဲဘော်လေးကအသက်က22နှစ်ပဲရှိပါသေးတယ်ကြာဆုံးသွားတဲ့ရဲဘော်လေးကရဲမပင်ခရိုင်တိုင်းရင်3ကလိုချမိပါတယ်မီဒီယာတွေအပေါ်မှာဘုံနကားပြောသလိုပအဖတွေကလက်ဆောင်ထက်နေကြပြီမဲ့ဗလဲမျိုးနယ်မှာတော့ပအဖဆိုတာ PNRA ခေါင်းဆောင်ကြီးဘုံနကားရဲ့အချင်းတွေကစစ်သားတာပါပဲပအဖဆိုတာAUGရဲ့အုပ်ချုပ်ရေးရန်တရားကိုဘုံနကားရဲ့အထုထောင်အောက်မှာနှစ်ဖူးကွဲသူပြဝတ်နေအောင်ရုန်းကန်နေရတာကျွန်တော်တို့ဗလဲတနေတော့အတိပါပဲကျွန်တော်တို့ပြည်သူတွေရဲ့အမြင်မှာပအဖဆိုတာဘုံနကားနဲ့ PNRA ကအပြင်းပြေအချိန်မီပြီးခေါ်ပြီးထူထောင်ခေါင်းရိုက်တဲ့ရက်ခွဲတဲ့အရှင်းတတာပဲဖြစ်နေပါတယ်လက်ရှိချင်း PNRA တပ်ဖွဲ့မှပုံရလုံးကကောင်းကွယ်အောင်ရက်ခွဲခံရတဲ့တိုက်နယ်တာဝန်ခံတဲ့ရဲဘော်တွေအသက်ရှင်နေရှိနေပါတယ်ရဲဘော်တွေကိုမြေပြင်ပေါ်မှာမှောက်ခိုင်းပြီး PNRA တပ်ဖွဲ့ဝင်တွေကချစ်ထောက်နဲ့ဆောင်းကတင်နေပြီးနိုင်တဲ့စီးနဲ့လုတ်ခဲ့ကြတာတွေကိုမင်းမြန်ကြည့်နိုင်ပါတယ်ဗလဲမှာ AUG ကိစ္စဆိုတာပဲအချိန် PNRA ကဝန်စည်းမလဲစီကောင်စစ်တပ်ထက်ပိုပစ်ဆိုးရနေသလားတော့ပြောရပါတယ်။ဒီလောက်ကဆို PNRA မှနတ်ဆိုးအဖွဲ့က AUG အခွင့်ကိတ်ကိုဝန်စည်းပြီးပအဖတာဝန်ခံကိုစောအထက်ကိုတနတ်နဲ့လိုက်လံပစ်ခဲ့တာကြောင့်ရဲဘော်တို့ချစ်ထောက်ကိုတနတ်ချင်းနာခဲ့တဲ့ကိစ္စကလည်းမကြဝတ်မနာတာရန်ကားမှုပဲဖြစ်ပါတယ်။ဗလဲတနေလုံးထဲကတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပေါ်မှာတောင်တည်လို့လက်မရွက်တဲ့ PNRA ကိုကျွန်တော်တို့လက်နဲ့မရှိတဲ့ပြည်သူတွေကဗစပိတ်အန်ဂျိနေရတာကြာပါပြီဒီနေ့ဆန္ဒရထဲမှာပဲအလောင်းတော်ကတာဖဒီတော့အတွက်မှာ CDM ဆမပိုးအီဆန်ကို PNRA ရဲ့ပုံမျိုးလုံးတပ်ဖွဲ့ကတပ်ဖြတ်ပြီးမီရှို့အလောင်းဖြောက်ခဲ့တာလည်းရှိပါတယ်ဒါတွေကလက်နဲ့ခံပြီးထင်ရဆိုင်တဲ့ဥပဒေမဲ့လောက်ရပြပါပဲဒီကိစ္စနဲ့ပတ်သက်ပြီး PNRA ကိုဘယ်သူကခေါ်ယူစစ်ဆေးမှလဲကျူးလွန်ခဲ့တာတင်စားရင်တော့ဘယ်သူတွေကဘယ်လိုအရေးယူမှာလဲဘိုးဆိုတာကဘုံနကားကချင်းချောင်းအကြကန်ဖန်ဆီးပြီးကျူးလွန်ထားတဲ့အသက်မပြည့်သေးတဲ့သမီးငယ်နှစ်ဦးရဲ့အကြောက်တရားပါပဲအရင် MRDA တုန်းကလည်းကာမပိုင်ရှိသူအမျိုးသမီးတွေကိုဘုံနကားကျူးလွန်ခဲ့တာတွေလည်းထိမရှိသေးပါဘူးဒီဖြစ်စဉ်တွေကိုအမျိုးသားညီညွတ်ရေးဆိုရရဲ့သက်ဆိုင်ရာဌာနတွေရှင်းပြကြထားပြီးလည်းမိသည့်အရေးယူဆောင်ရွက်ခြင်းမျိုးကမှမတွေ့ရသေးပါဘူး။ဘုံနကားနဲ့ PNRA ဥပဒေအထက်ကလားတနကန်ထားသူချင်းမို့မိသူကမှအရေးယူမကြရဲတော့ဘူးလား။ဒါကို the white out spirit ကိုပေးပို့ပြီးအများပြည်သူကြောင်းမေးခွန်းပြုပါ။အဲဒီတွေကိုလည်းတက်တင်များနဲ့တော့ပေးပို့လိုက်ပါတယ်။ဗလဲနေမှာအမှန်တရားလိုလားသူတို့တပ်ပေါ်ဘိုးစာဖတ်